နဂါးကြီးမင်းထက်လာပြန်ပြီလားဒီတခါလဲကြချင်သေးလားဟုမေးလိုက်တယ်ဒါပေမဲ့မင်းသားလေးထွက်မတိုက်ဘူးသားကိုမြေပြင်ပေါ်ချထားလိုက်တယ်နဂါးကြီးကလန့်သွားတယ်မင်းဘာလုပ်နေတာလဲမင်းသားလေးကတည်ငြိမ်စွာပြောလိုက်တယ်ဒီတခါငါတိုက်ခိုက်ဖို့လာတာမဟုတ်ဘူးနားလည်ဖို့လာတာနဂါးကမိတောက်တွေထပ်မံထုတ်ချင်ပေမဲ့ရက်တန့်သွားတယ်မင်းသားမင်းရဲ့နာကျင်မှုကိုငါသိတယ်စွန့်ပစ်ခံရခြင်းယုံကြည်မှုပြတ်သွားခြင်းဒါပေမဲ့ဒေါသနဲ့မင်းရဲ့စိတ်နာကျင်မှုကိုမပြောက်ကင်းစေနိုင်ဘူးဟုဂယုဏလေးတန်းနဲ့ပြောလိုက်တယ်နဂါးရဲ့မျက်လုံးတွေတုံရင်သွားတယ်ငါနာကျင်မှုကိုမင်းပါလို့နားလည်နိုင်တာလဲမင်းသားလေးကငါလည်းအဖေမားကိုတီးပြီးဒေါသထွက်ချင်ခဲ့တယ်ဒါပေမဲ့ဒေါသကအမှောင်ကိုပဲတိုးပွားစေတယ်ဆိုတာငါသဘောပေါက်သွားပြီဒီအချိန်မှာယတနာရုတ်တရက်တောက်ပလာတယ်ဒါပေမဲ့ဒီတစ်ခါတော့မီးလိုမပြင်းထန်ပဲနှွေးထွေးတဲ့အလင်းတန်းတစ်ခုပါအဲ့ဒီအလင်းဟာနဂါးကိုတိုက်ခိုက်တာမဟုတ်ပဲပက်လေလွှမ်းခြုံသွားတယ်နဂါးအသက်ရှူခတ်တယ်လို့ဖြစ်သွားပေမဲ့မီးမထုတ်နိုင်တော့ဘူးနဂါးကြီးကပင်ပန်းနွမ်းနယ်စွာဖြင့်ငါပင်ပန်းနေပြီလို့ပြောတယ်တဖြည်းဖြည်းနဲ့နဂါးရဲ့အမှောင်ရေပြားတွေကြွေကျပြောက်ကွယ်သွားပြီးလူပုံစံအတိုင်းပြန်ဖြစ်လာတယ်မိုးတိတ်သွားပြီးဒေါအုပ်ထဲမီးခိုးတွေကင်းစင်သွားပြီးနောက်နေရောင်ကြီးပထမဆုံးလင်းနှန်းတွေတစ်ပင်ရွက်တွေကြားကဖြာကျလာတယ်မြေပြင်ပေါ်ကမိုးရေစက်တွေမှာရွှေရောင်လင်းပြန်လင်းနေတယ်ယတနာမင်းသားလေးတောင်ထိပ်မှာမတက်ရက်နေတယ်လက်ထဲကရတနာကိုကြည့်လိုက်တယ်ယတနာကနူးညံ့စွာတောက်ပနေတယ်ဒီတခါတော့အနီရောင်မဟုတ်တော့ပဲနှွေးထွေးတဲ့ရွှေရောင်ပါသူမျက်လုံးမိတ်ပြီးနှဆိုင်စွာအသက်ရှူသွင်းလိုက်တယ်